ဈေးရောက်တာဘာခက်လို့လဲတဲ့လူတိုင်းဈေးရောက်လို့မရဘူးဗျကျွန်တော်ရက်ွက်ထဲမှာဈေးရန်စစ်တဲ့ accountant NDE တယောက်ရှိတယ်သူကရုံးသွားငံနေတိုင်းဈေးဝင်ဝယ်တယ်သူအမြဲတမ်းဝတ်တဲ့ uniform ကထမင်းအပြတရက်ကျတော့သူဈေးစစ်တာကိုမခံနိုင်တဲ့ငစိမ့်တဲ့ကဟဲ့အပြမငါးစီဈေးလာမစနဲ့သွားဆိုပြီးတော့နှင်းထုတ်တယ်အဲ့မှာနေအဲ့ဒီ accountant NDE ကစိတ်ဆိုးပြီးတော့နင်းလို့ဈေးတဲ့ကလူတိုင်းလုပ်လို့ရတယ်ငါ့လို accountant ပညာတတ်မှလုပ်လို့ရတာဆိုပြီးတော့ပြန်ဖဲ့တယ်တကယ်တမ်းအဲ့ဒီ accountant NDE သူ့အိမ်မှာစတိုးဆိုင်ဖွင့်တော့ဈေးရောင်းမကောင်းတာများ6လတောင်မခံဘူးဆိုင်ပြုတ်သွားဈေးရောက်တာမလွယ်ဘူးဗျမယုံလို့ရှိရင်စမူစာတစ်ပန်းကိုရောင်းကြည့်စမူစာဆိုတာတယောက်မဟုတ်တယောက်စားတယ်အဲ့ဒီစမူစာကိုဈေးမရောက်တတ်လို့ရှိရင်စမူစာတစ်ပန်းနေတိုင်းမကုန်ဘူးစမူစာထက်ပိုပြီးတန်ဖိုးကြီးတဲ့လျှက်စစ်ပစ္စည်းတွေကားတွေဆိုလို့ရှိရင်ပိုခက်ရောကျွန်တော်ပထမဆုံးလုပ်ဖူးတဲ့အယောင်းဝန်ထမ်းအလုပ်မှာတော့ကသိန်းထောင်ချီတန်းတဲ့မိဆက်ကိုလာတိုင်းလိုက်ခါရတာသေချင်းစောပါနန်းတယ်ဈေးရောက်နေဆိုတာလေဆရာဝန်အင်ဂျင်နီယာလိုမျိုးတန်ဖိုးရှိတဲ့အတတ်ပညာတစ်ခုပဲဗျဘယ်လောက်တန်ဖိုးရှိသလဲဆိုလို့ရှိရင်အယောင်းသမားတိုင်းကလုပ်ငန်းရှင်မဟုတ်ပေမဲ့လုပ်ငန်းရှင်တိုင်းကအယောင်းသမားတွေဗျခင်ဗျားတို့ရောဈေးရောက်ဘူးလားဘာအခက်ခဲတွေကြုံရလဲကောမမှမှန်းသွားပေးဦး